အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ seafood သွားစားမယ် blog လေးကိုပြောပြမှာပဲဖြစ်ပါတယ်เนาะမုတ်လိုက်စားရအောင်ပေါ့เนาะဒီနေ့မှာတော့အဲ့ဒီ food လေးကိုသွားပြောပြမှာပါနောက်နေ့ကျရင်တော့ကျမကအဲ့ဒီကားတွေကိုဘယ်လောက်တောင်ရှာတွေ့နိုင်မလဲနီးလေးကိုလည်းပြောပြမှာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့ဒီ channel လေးကိုမဆိုင်ရင် like and subscribe လေးလုပ်ပေးကြပါအောင်เนาะအဲ့ဆိုစသွားကြမယ်လောလောဆယ်ဒီကိုရီးယားဆိုင်ဝင်မှာပေါ့နော်သူရှိမှာဘာမို့တွေရလဲတော့မသိဘူးဒါမှ close ဖြစ်နေရဆိုတော့ကျမအချိန်လေးခဏစောင့်လို့ခုတော့ဆိုင်ပွင့်သွားရဆိုတော့ဆိုင်ထဲဝင်ပြီးဗာလေးရလဲတော့မှကြည့်ရအောင်ကျမတော့ဒီ mango cheese နူရယ်လမ်းတီအဲ့ဒါလေးကိုကြိုက်တဲ့ဒါလေးပဲမှာလိုက်ပါပေါ့နော်အရန်လည်းကောင်းပါတယ်ပူတော့ပူရယ်ပေါ့နော်အဲ့ဒါတော့ရမ်းကြိုက်ပါတယ်ပေါ့နော်ပတ်စံတော့နည်းနည်းလေးရောက်သွားလို့အိမ်မှာပတ်စံကြံကလို့သွားပြန်ယူရအောင်ပေါ့နော်အဲ့ကြောင့်မို့ခဏလေးဆောက်ပေးကြပါအောင်လို့လည်းပြောဆိုချင်ပါပေါ့နော်လောဆယ်သွားလိုက်အောင်အဲ့ဒီပတ်စံကဒီခန်းထဲမှာမဟုတ်ရအပြင်ထွက်ပြီးတော့ပွားလို့ရှိရင်တော့အားလုံးသိမယ် cherry crab ဆိုင်လေးကိုသွားမှာပေါ့နော်ပွားလို့ရှိရင်အပတ်ဖြစ်ခရီးထွက်တယ်လို့မျိုး cherry hotel ထဲဝင်အောင်မှာမဟုတ်လို့လိုက်ကြည့်ပေးကြပါဦးနော်ကားတော့နည်းနည်းတော့တိုက်သွားတယ်နည်းနည်းလေးတော့ပြတ်သွားအဲ့ဒါမသိဘူးပေါ့နော်အဲဒါကြောင့်ခဏလောက်တော့စောင့်နေကြပါကားထိုးဖို့နေရလို့ပါဒါပေမဲ့ကျမဒီမှာကြိုက်ဆုံးမုတ်ကိုတော့ရွေးလိုက်ရုံပဲပေါ့နော်ဘာကစတလေးပဲစားလိုက်တော့ဘာလေးတော့မသိဘူးမှာတော့မှာလိုက်တာပဲကောင်းတော့ကောင်းတယ်အဲ့ဒါလေးကကွာအသားရတာလေးကွာဘာသားလေးတော့မသိဘူးပေါ့နော်ဒါမဲ့စားပွားရင်မဟုတ်လို့တိုင်းပြီးတော့ပတ်စံတော့ရှင်းပြီးတိုင်းမဟုတ်လို့အထဲတော့ပြန်ဝင်တော့ပေါ့နော်ဘာလို့ရှင်နောက်တစ်ဆိုင်တော့မှာပေါ့နော်နောက်တစ်ဆိုင်ကြော်တော့မှာနောက်တစ်ဆိုင်ပြန်ကွေးအောင်မှာပေါ့နော်ဒါကြောင့်အဲ့ဒီဆောက်ရကြပါအမလီမဟုတ်ဘူးမဟုတ်ဘူးဟာလို့ပြောအဲ့နေရာနည်းလေးတိတ်မမှန်မိရောပေါ့နော်တီးရရှင်အဲ့ကြောင့်နည်းနည်းလေးစောင့်ပေးကြပါဦးနော်မောင်းတာရောက်တော့ရောက်ခဏနေပြီရောက်ပါပြီဒီဆိုင်လေးပါဒီဆိုင်မှာဆိုလို့ရှင်ပေါ့နော်အဲ့ဒီဆောင်ရပါတယ်ပေါ့နော်အဲ့ဒါကျမကဆူရှီလေးစားကျင်လို့ဒီဆိုင်ကိုလာခဲ့တာပေါ့နော်သူ့မှာဆိုအများကြီးပဲရတယ်ပေါ့နော်ကျမကတော့ထိတ်ဆုံးဟာလေးကိုယူလိုက်ပါတယ်ပေါ့နော်ဒါဆိုအဲ့လိုမျိုးဆိုရမ်းစားကောင်းပါတယ်ကျမကလည်းလူဆူရှီဆိုရမ်းလိုက်ပါတယ်ဒါကကျမစားဖို့တဲ့မှာအကောင်းဆုံးဆူရှီဖြစ်ပါတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်စားလေးစားပွားရဆိုတော့ပြန်သွားကြရအောင်ဘာလို့နောက်ထပ်နေရာရှိတယ်ပေါ့နော်အဲ့ဒီနေရာမှာကျတော့ movie လေးသွားကြည့်မှာပေါ့နော်ဘာလို့ရှင်ရင် movie မကြည့်ခင်မှာအေးလေးပါလေးဝယ်လိုက်အောင်ပေါ့နော်အေးရမုတ်တော့မဝယ်အေးဝယ်ကောင်းလားရမဝယ်ကောင်းလားမသိဘူးဖြစ်နေလို့ပေါ့နော်အဲ့ဒီဒေကမှာကြိုက်တဲ့မုတ်လေးပဲဝယ်လိုက်တော့မှာပေါ့နော်အမလေးကျမကတော့ဆူရှီလေးပဲဝယ်ဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာဆိုအဲ့ဒီကဆူရှီမွေတော့ပဲနေကျမကဒါလေးကိုဝယ်လိုက်ပါပေါ့နော်အဲ့ဒါလေးက900ရကြရပေါ့နော်ပတ်စံတော့ကုန်သွားတယ်ဒါမဲ့ movie သွားကြည့်မှဆိုတော့အဲ့လိုလုံးဝရမှာပေါ့နော်ဒီမှာအိမ်လေးတွေရှိတယ်လားဒီအိမ်ကလေခုကနေဘရာမလို့ဘယ်တော့ကလေးဆောက်ထားတယ်မသိလို့ကောင်းမမရေးပေးကြပါဦးနော်အဆိုရင်ဦးဆောင်ရအောင်ကြောက်သားတွေကတော့ဖြတ်သွားတော့မျိုးဖြစ်သွားတယ်နော်ပေါက်ခိုးလေးနဲ့ ice cream လေးသွားဝယ်လိုက်အောင်အနီပတ်ကန်းလေးကဘယ်လောက်လဲမသိ200ပါရှင်နော်ဟုတ်ကဲ့ပါဒီကမကော ice cream က200ပဲပေါ့နော်ဈေးတူတာနောက်ထိဈေးတူမယ်လို့ထင်တော့အ
ရင်တော့စပါခွန်က200မဟုတ်ဘူးနည်းနည်းပေါ်တယ်ခုကျတော့150လားမသိဘူးခုအရင်တော့အခုမှဈေးတက်သွားပေါက်ကွန်ကပေါ့နော်တို့သွားကြမယ် movie လေးသွားကြည့်ပြီးတော့ပေါက်ကွန်နဲ့ဆက်မယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီ movie ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ပြောချင်တာလေးကသူတို့တွေကပို့လေလိုက်ဖမ်းတာကွာအဲ့ကြောင့်မို့ဒီ movie ကိုကြည့်တော့ကြည့်ပြမယ်ကွာဒါမှကိုယ်လိုက်ဖမ်းလားမဖမ်းလားတော့မသိဘူးmovie လေးကတော့ကြည့်ပွားရမို့လို့အိမ်တော့ပြန်တင်ဘူးပေါ့နော်အဲ့ဒီတခြားနေရာလေးပေါ့နော်အဲ့ဒီ Cherry Hotel ကိုသွားမှာပေါ့နော်ခုကတော့ပြင်ထွက်လာအောင်မှာပေါ့နော်ဆက်လို့ရဆက်လို့ရလားအဲ့ဒါဆိုလို့ရှိရင်တော့ Cherry Hotel ကိုသွားဖို့နော်ကတော့ကျွန်မနဲ့လိုက်ကြည့်ပေးကြဖို့လဲပြောဆိုချင်ပါတောင်းဆိုချင်ပါပေါ့နော် Cherry Hotel မှာတော့ကားလေးတော့ဝင်ပြင်လိုက်မှာတော့ကားဆုတ်ပြတ်တက်နေကားဟိုနေရာတိုက်ဒီနေရာတိုက်ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့ရောင်လေးပါတန်းပြောင်းလိုက်မှာပေါ့နော်အပန်းရောင်ဆိုတိတ်မကြိုက်လို့ပေါ့နော်အဲ့ဒါကြောင့်မို့ရောင်လေးပါပြောင်းလိုက်မှာပေါ့နော်ရောင်ဆိုရင်တော့ကျမကဒီရောင်လေးကြိုက်တဲ့တူကဒီရောင်လေးပဲ choose လုပ်လိုက်ပါပေါ့နော်ရပါပြီအဲဆို Cherry Hotel ပြန်သွားကြမှာပေါ့နော် Cherry Hotel မှာကျတော့အဲ့ဒီလိုမျိုးကွာအဲ့တဲ့နေရာလေးပါတယ်ဝါလို့ရှင်မုတ်လေစားလို့ရအဲ့ခုံပေါ်မှာထိုင်လိုက်ပြီဆိုလို့ရှင်ပေါ့နော်သူ့ရဲ့ဘေးနားမှာမီသက်စကန်လန်ရှိရပေါ့နော်ရပါပြီကာဒီနာမှာပဲထိုးလိုက်တော့မှာပေါ့နော်အဲ့ဆိုလို့ရှိရင် Cherry Hotel မှာကပေါ်တက်သွားရင်ကောင်းမလားအောက်ထပ်သွားရင်ကောင်းမလားမသိလို့ပေါ်တက်အောက်ထပ်မှာပဲနေလိုက်တယ်ပေါ့နော်အင်ကြီးတော့မလဲတော့ဘူးဆိုတော့ရေလဲမချိုးတော့ကွာဘာလို့ရေတွေဝင်သွားရလဲတော့မသိဘူးမုတ်လေးတော့စားလိုက်မယ်လမိုတီးလေးတော့တောက်လိုက်မယ်လမိုတီးတော့တောက်ပွားဆိုခဏလောက်တော့အိတ်လိုက်ပေါ့နော်မလေးဟာတော့ကွာအမဒါလို့အဲ့ဒါပဲပေါ်နေရလဲမသိဘူးအိတ်လိုက်တော့ပေါ့နော်နောက်ထပ်5မိနစ်ကြာပြီဆိုရင်တော့ပြန်ထွက်တော့မှာပါ2မိနစ်နဲ့ပဲထွက်လိုက်တော့မှာပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီညမှာတိတ်ပြီးပြောဖို့မကောင်းဆိုတော့လေအဲ့ဒါကြောင့်ပေါ့ဘာလို့ရှင်အဲ့ဒီအိတ်ပြန်မယ်ပေါ့နော်ဟုတ်ပါအိမ်မပြန်တော့အိမ်တော့မပြန်အိမ်ပြန်ဖို့တော့နည်းနည်းတော့စောက်လိုက်အောင်ပါတွားစရာရှိသေးလို့ပေါ့နော်အဲ့ဒီမှာမို့သွားဝယ်စားအောင်မယ်ဆိုတော့လေအိမ်တော့မပြန်ဖြစ်တော့ဘူးပေါ့နော်အဲ့ဒီမှာလည်းမိုးဝယ်စားအောင်မှာဆိုတော့ဘာလို့ရှင်ကျောင်းထဲကအဲ့ဒီအမလီကြောကုန်ပြီကျောင်းထဲကနေရာမှာလဲကျမမို့သွားဆောင်မှာပေါ့နော်ကျောင်းထဲမှာကျတော့အေးလိုမျိုးဆိုင်ဖွင့်လာတယ်ပေါ့အဲ့ဒီရောက်စားနေဒီတိုင်းပဲဝယ်ရလူတော့မရှိဘူးပေါ့နော်ကျမဒါလေးလဲဝယ်စားမိပါပေါ့နော်စားလို့တော့အရင်ကောင်းတယ်ပူပူလေးပေါ့နော်အဲကြောင့်မစားပါဆိုတော့ကားဆောင်မောင်းပါပေါ့နော်ဒါဆိုထဲဝင်နေပြီပေါ့နော်ကျမအခုဆိုထဲဆောင်နေပြီပေါ့နော်အထဲရောက်ပြီဆိုရင်ဒီမှာပဲကားရက်ပြီးတော့ကျမဒုံပြန်နေနေသွားတယ်ပေါ့နော်အရင်နောက်ကျနေပြီဖြစ်နေလို့ပေါ့နော်အဲဒါကြောင့်မို့ဒုံပြန်နေပဲသွားပြစ်ပါပေါ့နော်ဒီလိုမျိုးနေအားကြော်သွားရှင်ဒီနေရာလေးပေါ့နော်ဒီနေရာလေးမှာဒါလေးရောင်းနေဆိုတော့ကျမကမြဲတယ်ခိုလာပဲတောက်တယ်ပေါ့နော်ခိုလာကောင်းတယ်ဆိုတော့ကျမခိုလာလေးကြိုက်တယ်ဆိုတော့အဲ့ဒါပဲတောက်ဖြစ်ပါတယ်အဲ့ဆိုမီနူးလေးကပဲသွားလိုက်တော့မယ်ပေါ့နော်အမြဲဆုံးရအောင်လို့ပေါ့နော်နောက်ကျနေပြီဆိုတော့လေပွားလို့ရှင်လောက်စားလေးရှိသေးလို့ပေါ့နော်အဲ့ဒါကြောင့်မို့ဒီဗီဒီယိုလေးကိုခဏနေရတော့မှာမဟုတ်လို့အားလုံးကခဏဆောက်ပေးကြပါဦးနော်နောက်နေ့ကျမှဒီလိုမျိုးဗီဒီယိုလေးတွေကိုထပ်ပြီးတော့တင်ပေးမယ်ပေါ့နော်အဲဒါကြောင့်မို့ပါ
ခဏခဏကားတော့တိုက်ဖြစ်တော့ဗောနော်ကားမတိုက်တဲ့နေ့ဆိုရင်တော့မရှိဘူးဒီခါလေးကျရင်လူများကားတွေလိုက်ရှိတယ်ဗောနော်ကျွန်တော်သွားရမယ်ဆိုရင်ဗောနော်အလုံးကိုကြည့်ရှုပြကြတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ်ဗောနော်နောက် channel လေးမှာပြန်တွေ့ကြအောင်